ကောင်းလေးကဘွဲရလေးတော်ပါတယ်တဲ့တောက်တတ်တာလေးတစ်ခုပဲတဲ့ဘယ်တော့မှလူကြီးမတင်နဲ့၅ပါးမောက်သွားသူ့ဘဝသူ့တောင်မထိန်ကြောင်းနိုင်တာဘာပညာမှမတတ်ဘူးလက်မှတ်ပဲယူလာတာပညာတတ်ဆိုတာသီလနဲ့ပြည့်စုံရမယ်သမာဓိနဲ့ပြည့်စုံရမယ်ရှေ့တင်တစ်မျိုး၊ကွယ်ရာတစ်မျိုးမဟုတ်ဘူးငါအမျိုးတစ်မျိုးသူ့တစ်မျိုးတစ်မျိုးမလုပ်ရဘူးအဲ့ဒါပညာမဲ့တွေအုပ်ချုပ်သွားလို့တိုင်းပြည်လုံးပြရတာဖြစ်သွားတာနားလေလူကြီးသားသမီးကြတစ်မျိုးလူကြီးမဟုတ်တဲ့ကောင်ကြတစ်မျိုးဒီလေးအထိခံနေရလို့ဟဲ့အဲ့ဒါပညာမဲ့ဒီနေ့သူကိုယ်တိုင်ဒီဒဏ်ခံရမယ်ဆိုတော့ तू မသိဘူးရှင်းလားအဲ့တော့ပညာတန်ဖို့ပညာရဲ့အထုံးပြပညာရှိဘာနဲ့ကြည့်သီလသမာဓိနဲ့ကြည်သမာဓိပါထည့်ပြောလူတယောက်ကိုသေမှချီးကျူးလို့ပြောတာအဲ့ဒါပြောတာဘယ်ရွယ်ရောက်ဖောက်သွားနိုင်တယ်